ပါရှင်ဒီနေ့ကတော့ဘိုင်းပေါက်လေးဖောက်ပြမှာပဲဖြစ်ပါတယ်သူကတော့ဒါတော့ပန်းပေါက်လေးပေါ့နော်ကျမကတော့ဘိုင်းအောင်လေးပေါက်မလဲတော့မသိပါဘူးကဲလိုက်ပြပေးမယ်ပေါ့နော်ဒီစင်ကြီးစီဒီထဲမှာတော့ပေါ့နော်ရွေးချက်စရာတော့လေးခုပဲပေါ့နော်အပြာရောင်လေးရယ်အညူရောင်လေးရယ်ပန်းရောင်လေးရယ်အနီလေးဒီထဲမှာပေါက်ချင်တဲ့လေးရတော့ပေါ့နော်အစိမ်းလေးပေါက်ချင်တယ်ပေါ့နော်ပြီးရင်အညူလေးပေါက်ချင်ပါတယ်ဒါပေမဲ့အနီးနဲ့ပန်းရောင်ကြီးတော့မပေါက်ချင်ဘူးပေါက်ချင်ဆောင်ကတော့ secret လေးပေါ့နော်အဲ့ထမှာပန်းရောင်ရဘလို့မှလည်းမသိဘူးလှမယ်ပေါ့နော်မဟုတ်ဘာအောင်လေးပေါက်မလဲတော့မသိဘူးပေါ့နော်ဒါတော့ blind box ကတော့ကိုယ်တိုင်စောက်တာပေါ့နော်ကဲဘာလေးပေါက်မလဲဆိုတော့ခုလိုက်ကြည့်ပေးကြပါဦးကဲဆိုလို့ရှိရင်တော့ဘောအဖုံးယူဖိလိုက်တော့မယ်ပေါ့နော်ဝါကျွန်တော်တို့ချင်း secret လေးပေါက်တော့ပါပြီဒီမနာတဲ့ secret မလားဒီထဲမှာအပြာရောင်လေးကမပေါအောင်နော်ဒီဒါ secret လေးဟောပါတယ်ဟေးညံ့ပြော်ရပါတော့ဒါလေးကိုကျွန်မကတော့အေခန်းလေးထဲမှာပဲထားပဆုံးပြထားပါတယ်ဒီနားလေးမှာပဲထားလိုက်မှန်ပေါ့နော်တော်တော်လေးကိုလာပါတယ်ကောင်းလေးပေါ့နော်အေခန်းလေးတော်တော်လေးကိုစင်ပြီးတော့ပါတယ်ကဲအားလုံးပဲဘိုင်းနောက်ဗီဒီယိုမှာပြန်နေကြမယ်ပေါ့နော်ဒီကျန်တာလေးရှိလို့ရှိရင်လည်းမေးခဲ့လို့ရပါတယ်